ရန်ကုန်ငွေဆောင်ကြီးတွေကိုစတင်ဖို့တော့စပိန်တွေပြင်လုပ်နေကြတယ်။ဒါတော့မြန်မာလည်းလေဘိန်းတွေပြည့်တဲ့တွေကလည်းပြည့်အမှအကုန်လုံးပြင်တယ်အကုန်လုံးတက်ကြွနေကြတယ်ဗျ။ဒါကြောင့်လည်းဆိုတော့ဖေးအစလေးမှာမှတ်ချက်ဖေးကသူ့ဘောက်ရထားနော်။ကားနဲ့တင်သွားတင်နေဦးမယ်။ဟုတ်ကဲ့ရပါဘူးလား။ကွေးကြောင်းတော့ကွေးကြောင်းဟိုဆိုတော့ကျွန်တော်တို့ငွေဆောင်စားထပ်ဖို့အတွက်ဒါကြီးကကိုကြီးကျွန်တော်တို့မရောက်ဖြစ်ပါတယ်ဆောင်စားတော့ကျွန်တော်နေတဲ့မိုးတွေရွာလာလို့ကျွန်တော်တို့မိုးပုံနေကြပြီးတော့ရှင်းရမင်းမိုးပုံဘာလဲမလွတ်သေးတယ်။အော်။အော်ပါလေ။တို့ကတော့ဖြစ်တယ်ရော။ဘိုးလေးတွေထဲမှာဘန်းနိုင်ကိုရောက်အောင်တက်သွားမှာပါ။ဟော။ခနဲ့ဘလောက်ဘိုးတော့ဝယ်လို့ပြနေရလဲ။ဘိုးလေး။ဟာဘိုးလေး။အားမင်း။ဟာလား။ဖိုင်တယ်။Fighting let's go to ငွေစာ Fighting အခုဆိုရင်တော့ကျွန်တော်တို့မိုးဆဲယူဆိုပြီးတော့နေတာရင်တော့မိုးပြန်ရွာလို့ပြန်နားနေကြရတယ်အားလုံး fight တယ်ပါရောက်သွားမယ်ပြင်းပြလားငွေဆောင် Fighting ဟေးတော့ပေါ်လာတာဒီပေးနေတယ်တိုက်ကြတယ်ဘာလို့လဲဘာလို့လဲဘောင်းလေးကြည့်လိုက်လာဘောင်းလေးကြည့်လိုက်နင်းတာဟောတာသွားလို့ရတယ်ဒါပေမဲ့အဲ့လိုအေးပတ်တော့ကြောက်ကျွန်တော်ဒူးကဆန့်လာတယ်သိလိုက်တာအေးပေးပါဘူးဆိုတော့ကိုရဆိုင်ထဲမှာဝင်နားနေကြတယ်ပါကိုရဆိုင်ထဲဘိုးဝင်ဖို့နေဘိုးဝင်ကရွှေဘောင်းဆန်တာကြီးကကိုရဆိုင်အဲ့ဒီဒီဇိုင်းအစ်စ်နဲ့ချုပ်နေဖြစ်ပါတယ်တော့ဆာမူရိုင်းကီနဲ့အဲ့ဒီဒီဇိုင်းအစ်စ်ဖြစ်ပါတယ်အားလုံးကြည့်ရအောင်ဘိုးရရအောင်အခုဆိုရင်တော့ကျွန်တော်တို့ရဲ့ပထမအဆုံးနေ့ဒေးဝါအသိသားကမိုင်း80ပဲကျန်ပါတော့မိုင်း80တက်ဖြုတ်မယ်ဗျာ Let's go
လာရင်ရှေ့ရဆိုင်မှာဝါးလေးဝင်ဖြစ်မှာဖြစ်ပါတယ်ခဏနားရဝါးလေးဆက်ပြီးတော့စိုက်ပိုးဝါးလေးဝင်ဒီကျွန်တော်ဝါးလေးဆွဲနေကြပါတယ်ဝါးလေးစဆွဲနေပါတယ်အားတော့မပြီးအဝတာရဝကလီဇာချက်တာမစောကဲသမင်းသားပြီးတော့ဘိုက်လေးကယ်နေတဲ့သူလေးတွေပါဦးဆိုရင်ဘန်းတော်မျိုးတွေကိုစဝင်လာပါပြီဘန်းတော်မျိုးနဲ့ဘိုင်တွေကိုစဝင်လာပါပြီကျွန်တော်ရဲ့ Day 1ဝေးဆောင်ခီးစဉ်လေးကဘန်းတော်ဘိုင်တွေကိုကြော်ပြက်လာပြီရာဒီဦးလူလေးကတော့ကိုယ့်ဘက်မှာရှိနေတယ်လို့ဆိုတော့โอเคမှာလမ်းပွဲကိုရောက်ရှိလို့နေတာပါဒါလမ်းတစ်ဝက်ကျွန်တော်တို့ရဲ့ခီးလမ်းတစ်ဝက်ပေါ့နော်နောက်ကျောဓာတ်နဲ့ထိုးတာမဟုတ်ဘူးလို့ဘူဒီဘေဘီကတ်ထိုးရတာလို့ပေါ်တင်ထိုးတာဆေးထိုးတာဓာတ်နဲ့မဆေးထိုးတာကျွန်တော်တို့โอเคမှာလမ်းပွဲကိုရောက်ရှိလာပြီမင်္ဂလာပါဒီဆိုတော့ကျွန်တော်တို့ဝါခဲမာလမ်းကွဲကိုရောက်ရှိနေရဖြစ်ပါတယ်ဝါခဲမာလမ်းကွဲကနေကျွန်တော်တို့ရောက်လာပါခင်ဗျာဟာဟဲ့ဝါခဲမာလမ်းကွဲတော့ကျွန်တော်ခဏတောင်းနာမှာဖြစ်ပါတယ်ဒီချင်းရတယ်ကျွန်တော်ပါအဲ့ဒီရှိတဲ့နေကိုဆက်သွားမှာဖြစ်ပါတယ်ပတ်သက်ရုံပါအခုဆိုရင်တော့နော်ရဆေးမြစ်စုံလိမ့်နေကြဖြစ်ပါတယ်ဝါခဲမှာလမ်းခွဲရောက်လို့ကျွန်တော်တစ်ထောင်နားပြီးတော့နော်ရဆေးမြစ်စုံလိမ့်နေကြတာပါကျွန်တော်တို့ညောင်းညောင်းကြိုက်ခဲမှုတွေကိုနော်ရဆေးမြစ်စုံနဲ့ပြန်လဲပြီးတော့နေတာဖြစ်ပါတယ်ဒီသားလေးညောင်းညောင်းညာဒီလိုပဲပြောင်းနော်ရကတော့မပြောင်းနဲ့ညောင်းFireworks, DJ Dancing, Sopokwa, Jamie, Mikis, Myanmar, Germany, ay, Music Connect, One Love, ay, ay. What a cool year thing I saw. Coffee the Tana Yimya, and never she there a Kunema. A chin way yet, neither law, a Martilo, a Mambiana. No longer yellow is and up. A dip people sing the bar. Champagne, ya let change. The Maya Jambi, and the Wadegida, the Bawa Sebajika, Toneda Jamila. Oh, but the Tobazaka Mahoda Madre, Melona virus goes out the Soka, lobby at 3 phones on the Melonia, happy at Tonza, Uber de Lue, don't look at it, let alone ya, but said Tokana, but I you will to me, Limatua, me the bank, Boma, a Chichi Lomalugas got Chichi Pure, get the Missy did a hell, see me, the boy you thought a course so poor quarter, do a slang on your people, my need of a lamb, I buy it, it has begun, you better run. Rock and peace, love, unity, and having fun. Kusu banyak. Normal, jangan rumah kena nanya coba deh. Ini, makin ini yang jengnya tu, nah, di gua ya. Jengnya.
Last night I fell asleep in my home. Had a little dream about Nina Simone. I laid down and before I came out, she told me get up, I missed the Yo, walking on me teenage years, walking on the street, walk running on me ears, yo. Starting cleaning the finest, been free dancing on the ceiling like Lionel Richie. Just trust the possibility. Just a few moves like Elvis Presley, yo. Let me turn up the mic a fraction. Let me see if you can dance like Michael Jackson, yeah. Music on our dread or Ozzy the Quack. What do you think I'm ta? ခါသေးတဲ့တန်တာရင်များ ဦးဇင်းတော့ကံကလေးကိုကြော်လာရဖြစ်ပါတယ်ခင်ဗျာပန်းနိုင်ကိုနီးတက်လာပြီပေါ့ နေသလားမသိလို့မမှန်ပြောင်းများ တော့ရာသီဥတုကလည်းကျွန်တော်ဘက်မှာရှိနေပြီ စံတော့တစ်ဖြစ်ဖို့မစင်နေပါရှေ့ရောက်လက်ချမ်း ပန်းနိုင်တော့ဝင်မယ်လို့မှန်းတာ That's how it is. One love, နက်ကမိုးပြဲတော့နင်းနေရဒီကိုတယ်ဒီမှာ6နာရီကျော်ပဲရှိသေးတယ် a soul so big. နင်းနေ6နာရီကျော်လောက်ပဲရှိသေးတယ် Yeah. Love each other. Unite. What fuck? ဒီသားလေးကတော့ညောင်းလှပတဲ့အချိန်ခါလေးကိုရောက်ရှိနေပါပြီအရှိမမောင်းနှင်းလေးတွေပါဒါရှိရမောင်းနှင်းလေးတွေဒါကဝေဆောင်ခီးနဲ့ပထမဒေးဝမ်တင်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်ဘိုက်ကားကြီးပါဘိုက်ကားကြီးပါတို့ဘဲဘိုက်ကားကြီးဆိုရင်ဒါကားမျိုးကနေစထွက်လာပါပြီကျွန်တော်ရဲ့နောက်ဆုံးပန်းတဲ့ခီးတွေကိုရောက်ရှိတော့မှာဖြစ်ပါတယ်သိုးလေးရေလည်းလေးတောင်အောင်ကွာဆိုတော့ဒါကတရာတော့ပြနေပြီဒီလေးကတော့တော်လာနေနေပါတယ်ဒီနေ့ကလေးပါဘာတွေကတော့တို့ဗယံမလာတွေမောင်းနေပါတယ်ပသိမင်းဟုတ်ခင်မောင်မင်းတော့တော့ရင်းရတော့ဗျာမနာရောမလို့ဟုတ်ကဲ့တင်ရအောင်ဒီကျွန်တော်တို့ရဲ့ဒီဝါပသိမရောက်ရှိတော့ကြပါမယ်ဗျာဘူးဆိုရင်တော့ရန်ကုန်ကလာတဲ့အဖွဲ့တသိမ်းမှာနေဖို့နေရာပြောလို့လိုက်ရှာနေကြပါတယ်ဒီကောင်ဒီနေ့လေးကိုပြီးသက်ပါပါ哦，ဘာလို့တော့လူတွေဝိုင်းရတယ်
အဲ့ဒါတော့တယ်တော့အားဖို့အတွက်ရရှာရဖြစ်ပါလေနောက်တော့တန်လင်းကလူမာကစေဘရကောင်းတလက်ရှိဒါကြောင့်မို့လို့နောက်တော့ကလူကနေပြီးတော့ဘယ်ခရီးကိုမဆိုအပြုံးမပြတ်ရှေ့ဆက်သွားနိုင်တာပြလိုက်ပါစေးပြလိုက်နောက်တော့စေးတော်မြတ်စေးမြစ်စုံဒီလိန်စီစေးတော်မြတ်ကြီးနာမည်သမားတော်ဆရာတော်ကြီးအထူးရှင်တာခုတော့ကျတဲ့ကိုယ်တိုင်မလိမ့်နေရပါဒီလေးကိုတော့မှာဒီပါလိမ့်တာအကုန်လုံးလိမ့်နေကြတာပါဒီပါလိမ့်တာကြောက်လို့ဆိုပြီးတော့